မြန်မာမျိုးသမီးယူဆက်ခွန်အသင်းကရောအာရှအဆင့်ပြိုင်ပွဲမှာဘာတွေလုပ်ပြနိုင်ပါလဲတရုတ်နိုင်ငံကနေမကြာခင်မှာအေရှင်အဖြစ်လက်ခံကျင်းပမဲ့ AFC ယူဆက်ခွန် Women Asian Cup ပြိုင်ပွဲမှာမြန်မာအသင်းကလည်းဝင်ရောက်ရှင်ပြိုင်ခွင့်ရရှိထားခဲ့တာဖြစ်ပါတယ်။ဒါကြောင့်မို့မြန်မာမျိုးသမီးယူဆက်ခွန်အသင်းကဧပြီလ18ရက်နေ့ကစပြီးတော့တရုတ်နိုင်ငံကိုထွက်ခွာသွားခဲ့ပြီပဲဖြစ်ပါတယ်။ကျွန်တော်တရုတ်ကိုစောပြီးတော့ထွက်ခွာသွားတဲ့အကြောင်းရင်းကကြတော့ကျွန်တော်တရုတ်နိုင်ငံမှာရှိတဲ့ဒေသခံမျိုးသမီးတွေနဲ့ခြေစမ်းပွဲတွေကစားမယ်ပြီးွားရင်ကျွန်တော်ဖိလစ်ပိုင်ယူဆက်ခွန်မျိုးသမီးတွေနဲ့လည်းကျွန်တော်ခြေစမ်းပွဲတွေကစားပြီးတော့ဒီပြိုင်ပွဲကိုကျွန်တော်တို့ target ထားပြီးတော့ပြင်ဆင်မှုတွေလုပ်ဖို့အတွက်လည်းကျွန်တော်တို့စောလင့်စွာထွက်ခွာသွားတာလည်းဖြစ်ပါတယ်မြန်မာမျိုးသမီးယူဆက်ခွန်အသင်းကတော့ကျွန်တော်တို့အုပ်စု A မှာအင်ရှင်တရုတ်ထိုင်းဗီယက်နမ်အသင်းတို့နဲ့တအုပ်စုတွေကြားရောက်နေတာလည်းဖြစ်ပါတယ်ပြောမယ်ဆိုရင်ကျွန်တော်တို့မြန်မာယူဆက်ခွန်မျိုးသမီးအသင်းရဲ့အုပ်စုအနေထားကတော့အုပ်စုကျက်တယ်လို့ပဲကျွန်တော်တို့ပြောလို့ရပါတယ်ဘာလို့လဲဆိုတော့ကျွန်တော်တို့အင်ရှင်တရုတ်အသင်းပါမယ်ပြီးွားရင်ကျွန်တော်အိန္ဒိယပြိုင်ပဲပေါ့နော်ထိုင်းအသင်းပါမယ်ပြီးွားရင်အာဆီယံပြိုင်ပဲပေါ့နော်ပြောမယ်ဆိုထိုင်းတို့ဗီယက်နမ်တို့ကတော့ကျွန်တော်မြန်မာမျိုးသမီးအသင်းနဲ့လုံးဝပြိုင်ဘက်တွေပဲပေါ့နော်ကျွန်တော်ဒီအသင်းတွေပါလာဖြစ်တဲ့အတွက်ကျွန်တော်တို့အင်ရှင်လည်းပါလာဖြစ်တဲ့အတွက်အုပ်စုကတော့ကျက်တဲ့အုပ်စုလို့ကျွန်တော်ပြောရမှာပဲဖြစ်ပါတယ်အုပ်စုကတော့3အုပ်စုရှိပါတယ်နောက်ထပ်အုပ်စုတွေကိုကျွန်တော်ဆက်ပြီးတော့ပြောပြပေးသွားပါမယ်အုပ်စု B မှာကတော့ဂျပန်၊ဩစတြေးလျ၊အိန္ဒိယ၊လက်ဘနွန်အသင်းတွေပါဝင်နေတာဖြစ်ပါတယ်။အုပ်စု C မှာကတော့မြောက်ကိုရီးယား၊တောင်ကိုရီးယား၊ဖိလစ်ပိုင်နဲ့တရုတ်တိုင်ပေအသင်းတွေပါဝင်နေတာလည်းဖြစ်ပါတယ်။ပြိုင်ပွဲရဲ့ကျင်းပပုံကကြတော့ကျွန်တော်တို့အုပ်စုကတော့3အုပ်စုရှိပါတယ်။ဒီအုပ်စုတွေစီကနေကျွန်တော်တို့2သင်းစီပေါ့နော်။အုပ်စုပထမဒုတိယ2သင်းစီကျွန်တော်တို့နောက်တစ်ဆင့်ကိုတက်ရမှာဖြစ်ပါတယ်။နောက်ထပ်တစ်ခုအနေနဲ့ပေါ့နော်ကျွန်တော်တို့ဒီအုပ်စု3အုပ်စုကနေအကောင်းဆုံးတတိယအသင်း2သင်းပေါ့။2သင်းကလည်းကျွန်တော်နောက်တစ်ဆင့်ကိုတက်ရောက်ခွင့်ရမှာဖြစ်ပါတယ်။ဒါကြောင့်မို့ကျွန်တော်တို့မြန်မာမျိုးသမီးအသင်းမှာလည်းဒီနောက်တစ်ဆင့်ကိုတက်ဖို့အတွက်ခွင့်ရည်ရှိနေတာဖြစ်ပါတယ်ပေါ့နော်ဒါကြောင့်ကျွန်တော်တို့မြန်မာမျိုးသမီးအသင်းကိုအားပေးရအောင်ပေါ့နော်ကျွန်တော်တို့ဒီမြန်မာမျိုးသမီးအသင်းဘယ်နေ့ကမှလည်းဘယ်ချိန်နေကမှလည်းဆိုတာကိုကျွန်တော်ဆက်ပြီးတော့ပြောပြပေးသွားမှာဖြစ်ပါတယ်ကျွန်တော်မြန်မာမျိုးသမီးအသင်းကတော့မေလ1ရက်နေ့တောက်ကြနေ့မှာတော့အင်ရှင်တရုတ်အသင်းနဲ့ဖွင့်ပွဲကိုကစားရမှာဖြစ်ပါတယ်ညနေ6နာရီမှာကစားရမှာဖြစ်ပါတယ်နောက်ထပ်တစ်ပွဲကတော့ထိုင်းအသင်းနဲ့ကစားရမှာပါမေလ4ရက်နေ့တနင်္လာနေ့မှာကျွန်တော်တို့ထိုင်းအသင်းနဲ့နေ့လယ်2နာရီမှာကစားရမှာဖြစ်ပါတယ်နောက်ဆုံးပွဲစဉ်ကတော့ကျွန်တော်တို့ BNN နဲ့ကစားရမှာဖြစ်ပါတယ်မေလ9ရက်နေ့မှာကစားရမှာဖြစ်ပါတယ်အချိန်ကတော့ညနေ6နာရီမှာကစားရမှာဖြစ်ပါတယ်ဒါကြောင့်မို့ဒီ3ပွဲလုံးကတော့ကျွန်တော်တို့မြန်မာမျိုးသမီးယူဆက်ခွန်အသင်းအတွက်အရေးကြီးတဲ့ပွဲတွေဖြစ်ပါတယ်နောက်တစ်စိတ်ကိုတက်ချင်တယ်ဆိုရင်တော့ကျွန်တော်တို့ဒီ3ပွဲကိုမဖြစ်မနေအနိုင်ရရှိအောင်ကစားရမှာလည်းဖြစ်ပါတယ်ဒီပွဲစဉ်တွေကိုကြည့်ရှုမယ်ဆိုရင်တော့ကျွန်တော်တို့ AFC Asian Cup ဒီ official ပေါ့နော်ဒီ YouTube channel ကနေဓာတ်ရိုက်ပြသသွားမယ်လို့လည်းကျွန်တော်တို့သိရှိထားပါတယ်အဆုံးထိကြည့်ရှုပေးခဲ့တဲ့အတွက်ပရိသတ်တွေအားလုံးကိုကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုတွေမှာကျွန်တော်တို့ပြန်လည်ဆုံတွေ့ကြပါမယ်အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ